ရှင်ဗျာမိကုံးမေးရှောက်ခွင့်ပြုပါရှင်ဗျာအွန်လိုင်းအမေကမိကုံးပါရှင်ဗျာလောင်ကစားတိုင်းချဲတိုင်းလုပ်ပြီးတော့စီးပွားရေးရှာရင်အပြည့်ရှိပါသလားလို့မေးရပါတယ်ရှင်ဗျာငွေတိုးချွေးစားပြီးတော့စီးပွားရေးရှာရင်လည်းအပြည့်ရှိပါသလားလို့မေးရပါတယ်ရှင်ဗျာငွေတိုးရှိစားတာကတော့အပြစ်မဖြစ်ဘူးလေငွေတိုးရှိစားတာကအပြစ်မဖြစ်ဘူးဒါကနှစ်ဦးသဘောတူတမအာဇီဝကြကြလက်ခံတာလေကြိုက်ရင်ရှိပေါ့မကြိုက်ရင်မရှိနဲ့လေနော်အဲ့တော့တရားကိုဘယ်နှချက်တိုးနဲ့1000ကိုဘယ်နှချက်တိုးနဲ့ဆိုပြီးတော့နှစ်ဦးသဘောတူညီလို့ဒါကိုသူယူရှင်းဖြစ်တယ်ဒါကြောင့်ဒီအတိုးပေးတာကနော်အာကုသို့ဖြစ်မဖြစ်ပါဘူးကိုယ့်ဘက်ကရင်းနှီးမြှုပ်နှံထားရတာလေသူဝက်ဆန်နေပေးထားရတာဒီအတွက်တော့အတိုးနဲ့ကိုယ်ပြန်ပေးတာပေါ့နော်ဒါကပြည့်မရှိဘူးတို့ဝိနည်းထဲမှာတော့မှဝိနည်းထဲမှာကတော့ယဟန်တော်တွေကအတိုးပေးလို့မရဘူးဝိနည်းအရာကယဟန်တော်တွေပတ်စံချင်းငါချင်းအတိုးပေးချင်းမအပ်ဆက်ဘူးပေါ့အဲ့တော့တက္ကရာမာလာတီကာမာလာတွေးလိုက်တယ်ကပ္ပိယကာရကတွေကတန်ဃာတော်တွေချမ်းသာအောင်အတိုးလုပ်ပေးတယ်ပေါ့နော်ကပ္ပိယတွေကဆိုတော့ယဟန်မလုပ်ဘူးယဟန်ကလောက်ခိုင်းတာလည်းမဟုတ်ဘူးလုပ်လည်းမလုပ်ဘူးကပ္ပိယတွေကလုပ်တယ်ဆိုရင်ဒါအဆက်တယ်ပေါ့နော်ဒါအဲ့လိုမျိုးတော့လာဆိုတော့အကိန်းသာအကုသို့ဖြစ်မယ်ဆိုရင်ဒါအဆက်တယ်ဆိုတဲ့စကားပါမှာမဟုတ်ဘူးလေနော်အဲကြောင့်ကပ္ပိယအကုသို့မဖြစ်တဲ့အတွက်ကြောင့်ပဲကပ္ပိယတွေကလုပ်ပေးရင်အဆက်တယ်ဆိုတော့ပါတယ်ဒီအတူဘလောက်ဖြစ်အပြစ်မဖြစ်ပါဘူးတဲ့အဲ့လိုလည်းဝေကြီးရင်းနေထားလို့ကြည့်ရင်ရှိမကြရင်မရှိနဲ့တဲ့ဥပပယကပြောတာမိစ္ဆာအာဇီဝနဲ့တမအာဇီဝတော်မှာဝိနည်းဆောင်လို့ကြွကြော်နေတဲ့ဥပပယနားမလဲဘူးလားပြီးတော့မေးသွားတာကလူတွေအတွက်ပါဖြေသွားတာကယဟန်အတွက်ဖြေပါတယ်အဲ့ဒီပြင်ကိုဟိုရဲတွေ့တယ်လို့ဒီရဲတွေ့တယ်လို့နဲ့ပိဋကကိုရှင်းထည့်သွားတယ်သူကို၌ကရွှေတို့တွေမြေခွက်အပေါင်းတွေအိမ်ဝိုင်းအပေါင်းတွေအဆအဆရရအတိုးကြီးနဲ့တကားတကားမတွေရှိကအလှခံရရှိထားတဲ့ငွေကြီးဥစ္စာနဲ့ဒီတကားတကားမတွေကိုပဲပြန်ပြီးတော့အတိုးကြီးနဲ့ပြန်ပေးစားနေတယ်ဆိုတာပေါ်တယ်နဲ့ပြီးတော့သူ့ကိုကြည့်မေးလိုက်တဲ့အချိန်မှာခန္ဓာကိုယ်ကလည်းရင်းထိုးပြီးတော့အိန္ဒိယမရဘူးမျက်လုံးနဲ့ပါးစပ်နဲ့အမူအရာတွေကိုကြည့်ပါအိန္ဒိယမရဘူးနော်မကြိုးသားဘူးအရှင်ဖေယငွေတိုးချေငါစားတာအပြစ်ရှိပါသလားဖះဟောရှိပါသလားဖះတဲ့ဖះဟောမှာတော့မရှိပါဘူးဖះဟောမှာရှိတာကတမ္မာအာဇီဝနဲ့မိစ္ဆာအာဇီဝဆိုတာတော့ရှိပါတယ်ဝိသမလောဘစိတ်အခြေခံခြင်းမျိုးမရှိဘဲမေတ္တာစိတ်အခြေခံပြီးငါအစဉ်ပြေသလိုသူတို့လည်းအစဉ်ပြေကြပါစေဆိုတဲ့စိတ်ထားမျိုးနဲ့အတိုးကိုအထိုက်လျောက်သာယူပြီးငွေတိုးချေးစားမယ်ဆိုရင်တော့မျှတမှုရှိတဲ့အတွက်တမ္မာအာဇီဝဖြစ်တာကြောင့်အပြစ်မရှိနိုင်ပါဘူးအဲ့ဒီလိုမှမဟုတ်ပဲဝိသမလောဘစိတ်အခြေခံလျက်အတိုးကိုမတရားယူပြီးငွေတိုးချေးစားမယ်ဆိုရင်တော့မိစ္ဆာအာဇီဝဖြစ်တာကြောင့်အပြစ်ရှိနိုင်ပါတယ်